ဟုတ်ကဲ့မော်ထရာ2 3 channel ကိုကြည့်ရှုနေကြတဲ့2 3 ဝါဒနာရှင်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်မနက်ဖြန်အင်္ဂါနေ့အတွက်မြင်လာလေးတွေတွေ့တာလေးတွေတွက်ပြပေးမယ်ဗျာနော်ကြိုက်တော့တယ်ကစားပေါ့ဗျာတွက်နီမတွက်ပြခင်ကီးလေးအရင်ပေးမယ်ဗျာမနက်ဖြန်အတွက်ကီးကတော့3.1ခွန်ကီးပေါ့ဗျာနော်3.1ခွန်ကီးနောက်ပြီးတော့ကျွန်တော်မနက်ကတော့ပို့တော့တင်ပေးလိုက်တာပေါ့ဗျာနော်အခွေမပြောက်သေးအခွေနော်မပြောက်သေးအခွေက3469နော်ဒါမပြောက်သေးအခွေပေါ့ဗျာ34 36တော့ဒါဒီထောက်ရဆိုပါတော့နော်4နဲ့9တော့ကျန်တာပေါ့ဒီကောင်ခွေတဲ့ခွေထွက်မှာပေါ့နော်အခွေလည်းရှိသေးတယ်နော်ဒီဟာပေါ့နော်အခွေတော့မဟုတ်ဟိုမပြောက်သေးဆိုပြီးကျွန်တော်ရေးထားပေးတာပေါ့နော်ဘရိတ်ကတော့အားလုံးသိတဲ့အတိုင်းပဲပေါ့ဗျာဒီ1နဲ့4နဲ့ပေါင်းတော့9တော့ညဘရိတ်ပေါ့နော်9တော့ညမွေးဘရိတ်ပေါ့ဗျာဒါနော်ဘရိတ်က9တော့ညမွေးဘရိတ်နော်အခွေတော့မဟုတ်မပြောက်သေးရ3469ကဲကျွန်တော်တွက်ပြီးတွက်ပြမယ်ဗျာတွက်နီးကတော့မနှက်ဖြန်တွက်တာကြိုက်မှကစားပေါ့ဗျာနော်တွက်နီးကဘယ်လိုလာလဲဆိုရင်နှလုံးပေါင်းချင်း1နှလုံးပေါင်းချင်း9နှလုံးပေါင်းချင်း3ညနော်1 9 3ညဒီ1 9 3ညဒီရဲ့ဒီမှာ1 9 3ညဆိုပြီးတော့ရှင်းမှာပေါ့ဗျာနော်1 9 3ညဒီရဲ့ဒီမှာ1ပရိတ်9ပရိတ်3ညပရိတ်ဆိုပြီးရိုက်မယ်နော်ဒါတွက်နီးရပေါ့ဗျာအဲ့ဒါကိုသူကဘယ်လိုရိုက်မလဲဆိုရင်ဘယ်လိုရိုက်မလဲဆိုရင်ဒီနှလုံးပေါင်း8ဒီတဲ့နော်နှလုံးပေါင်း8ဆိုပါတော့ဒီနှလုံးပေါင်း9ဒီနှလုံးပေါင်းခွန်ပေါ့ဗျာဒီနှလုံးပေါင်း8ဒီတဲ့6နဲ့2နှလုံးပေါင်း8ဒီဒီမှာ3လုံးပေါင်း8ရိုက်တယ်ထိတ်စီကိုအပိတ်ကိုကြပြန်တော့လေသူကနှလုံးပေါင်း8ဆိုပြီးပြန်ရိုက်တယ်ဟုတ်ရင်ကတော့8 3ချက်ရိုက်တာပေါ့ဗျာနော်နှလုံးပေါင်း8တစ်ချက်3လုံးပေါင်း8တစ်ချက်နှလုံးပေါင်း8တစ်ချက်အဲ့လိုပြန်ရိုက်တယ်ဟောအောက်ပင်မှာကြပြန်တော့လေနှလုံးပေါင်းချင်းဒီ9တဲ့ဒီနှလုံးပေါင်းချင်းဒီ9ဒီတဲ့နှလုံးပေါင်းချင်းဒီ9 3လုံးပေါင်းချင်းဒီ9နှလုံးပေါင်းချင်းဒီ9ဆိုပြီးတော့9တစ်ချက်9နှစ်ချက်9 3ချက်နဲ့ပြန်အဆုံးသတ်တယ်နော်ဒီပုံမှန်လိုက်တိုင်းပဲနှလုံးပေါင်း8က3လုံးပေါင်း8ဆိုပြီးထိတ်စီရိုက်တယ်အနောက်ပိတ်ကိုလည်းနှလုံးပေါင်း8ဆိုပြီးပြန်ဆုံးသတ်တယ်ဟောဒီမှာဒီ6ပရိတ်လိုင်းကြပြန်တော့လည်းအတိုင်းပဲနှလုံးပေါင်း9ဒီ3လုံးပေါင်း9ဆိုပြီးထိတ်စီလိုင်းရိုက်တယ်အပိတ်လိုင်းကိုလည်းနှလုံးပေါင်း9ဆိုပြီးပြန်ရိုက်တယ်နော်မနက်ဖြန်မှာသူပေးခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီမှာနှလုံးပေါင်းခွန်ဆိုပြီးယူထားတယ်ဒီနှလုံးပေါင်းခွန်ဆိုတော့ဒီနှလုံးပေါင်းခွန်ကဒီလို3လုံးပေါင်းခွန်ဖြစ်ရမယ်တဲ့3လုံးပေါင်းခွန်ဖြစ်ဖို့ဆိုတော့ဒီနှလုံးက8ဖြစ်နေခွန်ဖြစ်အောင်ဆိုတော့6ထိပ်နော်6ထိပ်နောက်ပြီးတော့ဒီနှလုံးပေါင်းခွန်3လုံးပေါင်းခွန်နဲ့ဒီနှလုံးပေါင်းကလည်းခွန်ပြန်ဖြစ်ရမယ်ဆိုရင်1အပိတ်နော်61နောက်ပြီးတော့ဒီနှလုံးပေါင်းချင်း1ကလည်းဒီမှာ1ပဋိဒီနှလုံးပေါင်းချင်း9ဟာလည်းဒီမှာ9ပဋိဒီနှလုံးပေါင်းချင်း3ညကလည်းဒီမှာ3ညပဋိဆိုပြီးတော့ကိုက်နေတယ်နော်မဆိုးဘူးအဲ့ဒါဆိုတော့ကြိုက်မှကစားဖို့ဗျာနော်ဒီလောက်ဆိုရှင်းမယ်လို့ထင်တာပေါ့ဗျာနော်ဒီနှလုံးပေါင်း8ဒီတဲ့နော်6နဲ့2နှလုံးပေါင်း8ဒီ3လုံးပေါင်း8ဆိုပြီးတော့6 9 3နဲ့3လုံးပေါင်း8ဆိုပြီးတော့ထိတ်စီရိုက်တယ်နော်6နဲ့9နဲ့ပေါင်းတော့9နော်3ထိတ်စီရိုက်တော့ခါကျတော့8ဖြစ်သွားတယ်နှလုံးပေါင်း8 3လုံးပေါင်း8အပိတ်ကိုကြပြန်တော့လေဒီမှာနှလုံးပေါင်း8ဆိုပြီးပြန်ရိုက်တယ်အဲ့ဒီစတိုင်လေးပေါ့ဟောအောက်ပင်ကြပြန်တော့လေဒီနှလုံးပေါင်း9တဲ့ဒီနှလုံးပေါင်း9ကိုတဲ့ဒီမှာ3လုံးပေါင်း9ဆိုပြီးတော့ထိတ်စီလိုက်ဝင်လိုက်တယ်နော်9 1 5နဲ့3လုံးပေါင်း9ဆိုပြီးရိုက်ပြီးတော့ဟောဒီမှာ1နဲ့4နှလုံးပေါင်း9ဆိုပြီးတော့ပြန်ဆုံးတတ်တယ်9 3ချက်ပေါ့ဗျာ8 3ချက်5 3ချက်ဆိုပြီးဆုံးတတ်တယ်
မနေ့ပြန်မှာဒီမှာနှလုံးပေါင်းချင်းကခွန်ဒီနှလုံးပေါင်းချင်းခွန်က3လုံးပေါင်းချင်းခွန်ဖြစ်ဖို့ဆိုရင်ဒီမှာနှလုံးပေါင်းချင်းက10ဖြစ်နေတယ်6ထိပ်နော် ကိုဗစ်ခါလေးကိုဗစ်စေ3လုံးပေါင်းခွန်နှလုံးပေါင်းခွန်ဖြစ်ပြီးဒီမှာလည်းနှလုံးပေါင်းခွန်3လုံးပေါင်းခွန်ဖြစ်ပြီးဒီမှာနှလုံးပေါင်းခွန်ဖြစ်ဖို့ကညနေက6ထိပ်ထွက်သွားတဲ့တော့တရားမို့ခွန်ဖြစ်အောင်ဆိုတော့1ပိတ်နော်ကျွန်တော်တို့ဖမ်းလာတာကလည်းဒီနှလုံးပေါင်းချင်းကလည်းတစ်ကလည်းဒီမှာ1ပိတ်ရိုက်သွားတယ်နော်ဒီနှလုံးပေါင်းချင်း9ဟာလည်းဒီမှာ9ပိတ်ဆိုပြီးရိုက်သွားတယ်ဒီနှလုံးပေါင်းချင်းကလည်း3ညပိတ်3ညပိတ်ကဒီမှာ3ညပိတ်ရိုက်ရမယ်ဆိုတော့အကုန်လုံးကကိုက်နေတာပေါ့ဗျာနော်6တစ်တစ်ကွက်နော်ကီးရတယ်3ည1ခွန်ကီးဆိုတော့မဆိုးတော့မဆိုးနော်နောက်ပြီးတော့ဗရိတ်နဲ့လည်းမွေးဗရိတ်နဲ့လည်းကိုက်တာပေါ့ဒါဒီအောက်နှစ်ခုကဒါတစ်ပတ်စာဒါကမနေ့ပြန်အင်္ဂါနေ့တွက်တာပေါ့ဗျာကဲဒီ6တစ်ကတော့ဒါကြိုက်မှကစားဖို့ဗျာနော်ကျွန်တော်လည်းတင်းမတိုက်တုံးဗျာနော်ဒါကိုနီနီနဲ့ကိုယ့်အကူချင်းချိန်ပေါ့ဗျာဝမ်းချင်းပြည့်3မယ်ဆိုလည်း3ပေါ့ကဲအားလုံးဂုတ်လက်ပါဗျာ